皆さんこんばんはဒီနေ့လည်း reading အပိုက်တိုလေးတစ်ပုဒ်ကိုအတူတူဖတ်ကြရအောင်နော်ပထမဆုံးခေါင်းစဉ်လေးကိုမိတ်ဆက်ပေးပါမယ်ပြီးရင်တော့စာကြောင်းဆုံးတဲ့အထိဖတ်ပေးမယ်တစ်ကြောင်းချင်းစီကိုပြန်ရှင်းပြမယ်နောက်ဆုံးမှာတော့အကုန်လုံးကိုတစ်ပြိုင်တည်းဖတ်ပြသွားတဲ့ပုံစံမျိုးလေးနဲ့အတူတူဖတ်လိုက်ကြရအောင်နော်ကဲဒါဆိုစလိုက်ကြရအောင်可愛そうなリンさんတနာစရာကောင်းတဲ့リンさん私が通っているကျွန်တော်အသွားပြန်လုပ်နေတဲ့ကာကိုနော့ကျောင်းရဲ့裏にはနောက်ဖက်မှာမိုရီကありますတောအုပ်ကလေးရှိပါတယ်その森は野球場ぐらいの広さですその森はဒီတောအုပ်ကလေးက野球場ぐらいの野球ဆိုတဲ့နေရာလောက်広さですအကျယ်ဝန်းရှိပါတယ်森の中にはベンチが3つあるので座って休むことができます森の中にはဒီတော့ဦးဒီထဲမှာဆိုရင်ဘန်ချီကခုံတန်းရှိလေးကမစ္စတာအာရူနိုတဲ့၃ခုရှိတာကြောင့်ဆိုအတ်တဲ့ထိုင်ပြီးတော့ရဆုမှုことができますအနားလို့ရပါတယ်私はお昼休みによくそのベンチに座ってお弁当を食べています私はကျွန်တော်ဟာဆိုရင်お昼休みにနေ့လယ်နာချိန်မှာそのベンチにခုံတန်းရှိလေးမှာ座ってထိုင်ပြီးတော့お弁当を食べていますထမင်းဘူးလေးကိုစားပါတယ်今日はクラスメイトのリンさんとベンチでお昼ご飯を食べていました今日はဒီနေ့ကတော့クラスメイトのリンさんとအတန်းဖော်တငယ်ချင်းリンさんနဲ့ベンチでခုံတန်းရှိမှာお昼ご飯をနေ့လယ်စာကို食べていましたစားခဲ့ပါတယ်でもその時木の上からリンさんの上に雲が落ちてきましたでもဒါပေမဲ့その時အဲ့ဒီအချိန်ခီနိုအဝေခါရတပင်ဘောကနေပြီးတော့လင်းဆန်の上にလင်းဆန်ရဲ့အပေါ်ကိုခုမိုကပင်ကူက落ちてきましたပြုတ်ကျလာခဲ့ပါတယ်လင်းဆန်は虫が嫌いなのでびっくりしてお弁当を落としてしまいましたလင်းဆန်はလင်းဆန်ဟာဆိုရင်虫が嫌いなのでဘိုးကောင်လေးကိုမုန်းတာကြောင့်びっくりしてလန့်ပြီးတော့お弁当をထမင်းဘူးကို落としてしまいましたမောက်ချမိသွားခဲ့ပါတယ်私は虫が怖くないのでリンさんから雲を取ってあげました私はကျွန်တော်က虫が怖くないのでဘိုးကောင်ကိုမကြောက်တာကြောင့်リンさんからリンさんကနေပြီးတော့雲を取ってあげましたリンさんစီမှာကတ်နေတဲ့ပင်ကူလေးကို取ってあげましたခဏပြပြခဲ့ပါတယ်でもリンさんはお弁当を落としてしまったので悲しくなって泣き始めてしまいましたでもဒါပေမဲ့リンさんはリンさんがお弁当をထမင်းဘူးကို落としてしまったのでလွတ်ချမိခဲ့တာကြောင့်悲しくなってဝမ်းနေပြီးတော့泣き始めてしまいましたစပြီးတော့ငိုခဲ့ပါတယ်私はリンさんにお弁当を半本あげて大丈夫大丈夫と言いました私はကျွန်တော်ကリンさんにリンさんကိုお弁当を半本あげてထမင်းဘူးကိုတစ်ဝက်ပေးပြီးတော့大丈夫大丈夫အဆင်ပြေတယ်အဆင်ပြေတယ်တော့လို့言いましたပြောခဲ့ပါတယ်လင်းဆန်ခါဝိုင်းစိုးလင်းဆန်တနာစရာကောင်းလိုက်တာဒီတစ်ခေါက်ကတော့အားလုံးကိုအစအဆုံးဖတ်ပြပေးမှာဖြစ်ပါတယ်ခါဝိုင်းစိုးနာလင်းဆန်私が通っている学校の裏には森がありますその森は野球場ぐらいの広さです森の中にはベンチが3つあるので座って休むことができます私はお昼休みによくそのベンチに座ってお弁当を食べています今日はクラスメイトのリンさんとベンチでお昼ご飯を食べていましたでもその時木の上からリンさんの上に雲が落ちてきましたリンさんは虫が嫌いなのでびっくりしてお弁当を落としてしまいました私は虫が怖くないのでリンさんから雲を取ってあげましたでもリンさんはお弁当を落としてしまったので悲しくなって泣き始めてしまいました私はリンさんにお弁当を半本あげて大丈夫大丈夫と言いましたリンさんかわいそうကဲဒီကနေ့ရဲ့ reading လေးကတော့ဒီလောက်ပါပဲနောက်နေ့မှာလည်းဘယ်လို reading လေးတွေကိုဆက်ပြီးတော့ဖတ်ပြအောင်လဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးကြပါအောင်နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်皆さんありがとうございましたまたね